Okay ဒီနေ့ကကျမတို့ရဲ့3နှစ်ပြည့်ချစ်သူတက်တန်း3နှစ်ပြည့်လေးပေါ့နော် LDRS ဖြစ်တုန်းကလည်းအခုချိန်ထိဆို3နှစ်ပြည့်ပေါ့နော်အဲဒါဆို LDRS တုန်းကဓာတ်ဖွင့်တွေကိုအတူတူကြည့်ကြစို့နော်ဖတ်တမဆုံးဒီက screenshot ဖတ်တမဆုံးစာဖို့တဲ့အချိန် အဲ့ဒါ2021ကအဲ့ဒီအချိန်ကလေးကတီးတယ်ကိုလာပိုင်းနော်စိတ်လာပိုင်းနော်အဲ့ဒါအဲ့ချိန်မှာ emoji ပို့တယ်သူကမင်္ဂလာနံနက်ခင်းပါလို့ဘာလို့ပါမဖြစ်မပြောဘူးလေနိုင်ငံခြားသားတွေကိုရှက်လားနိုင်ငံခြားသားတွေကိုရှက်တာမဟုတ်ဘူးတချို့တွေကလိန်တာတွေများတော့လေလိန်နေဆိုတာတရားသူကငါကိုရီးယားအင်္ဂလိပ်စာတိုးတက်ချင်တော့အင်္ဂလိပ်လိုတွေပို့တာပေါ့နော်ဒါပေမဲ့သူတို့တွေကတဘာတွေညာတွေတင်မောတွေဘာတွေအိုးရွှတ်ခတ်နေရတယ်ပေါ်နေတာဟုတ်ဒါပေမဲ့ तू ကလာfront လာအဲ့တော့တက်ခံလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာတိတ်မပြောဘူးเนาะသူတိမ်ဘက်မှာ line မကောင်းဆိုတိတ်မပြောဘူး now ဆက်စင်ကြီးတကယ်စားတဲ့အခါ LDRS တကယ်စားတဲ့ဒီနေအကြောနေမရောက်သေးဘူးဒီက2020နဲ့နှစ်တဲ့အကြောညာ2023ပြည်တော့မယ်အချိန်เนาะစင်လေက Happy New Year စဖို့တယ်အဲ့လိုပို့လာစပို့လာပေါ့နော်အဲ့ဒီကြားမှာနောက်တစ်ခါလောက်လေးစဖို့တယ်နည်းနည်းပေါ့ပါပဲနည်းနည်းပါပဲပြီးတော့အဲ့ဒါ2023ဒီလာဖိုင်းစိတ်လေးရတကယ်နေရောက်စဖို့တယ်အဲ့ဒီအချိန်မှာမိုက်ကသူ့ကိုစားဖို့တယ်အဲ့ဒီအချိန်ကစားပြီးခုအချိန်အများကြီးပြောတယ် so now တခုဒီတော့ဖုန်းတွေကြည့်နေတာအဲ့ဒါချစ်သူတကယ်ဖြစ်တယ်နေအဲ့ဒါဒီလာဖိုင်း23ရက်နော်စာတင်စာဖို့တဲ့ကကိုရအတွင်ချစ်သူတွေဖြစ်တယ်နော်တချိန်လုံးစာဖို့နေလို့ဟုတ်တယ်အဲ့ဒါရှက်စရာပြောစရာကောင်းတဲ့အချိန်နော်အဲ့ဒီတဖုန်းလေအဲ့ဒီရနေကနော်အဲ့ဒီနေရာတင်လာဒီက screenshot နေရာစလုံးတပြုံပြုံနဲ့နော်ဒီလေအခြားများဆိုတဖြင့်စာဖို့တာပဲနော်လိုင်းမကောင်းမြန်မာအမေတန်လိုင်းမကောင်းဒါပေမဲ့ဒီခါတလေက VC call တယ်ဒီကလည်း screenshot နေ screenshot ရိုက်တယ်ပေါ့ LDRS ဆိုတော့တပုံနေရိုက်ပြီးအမှတ်တရသိမ်းထားတာပေါ့နော်အဲ့ဒါသူဖတ်တမ VC call တဲ့အချိန်မမိတယ်သူအဖြုံးအရန်လှလို့သူဓာတ်ပုံတွေချက်ပို့လာတယ်တပြုံပြုံနဲ့အမေတန်ပြောတဲ့ဒီလေအမတငယ်ချင်းအိမ်မှာရောက်တယ်နော်အဲ့ဒါတငယ်ချင်းအိမ်မှာဘာလို့လဲမသိဘူးအော်ဒီကသူဂျပန်စာကျနေတာအမှန်တော့ကျွန်မကဂျပန်သွားမလို့ပေါ့နော်ဂျပန်သွားဖို့ပြင်စင်နေ N3 level ထိတောင်ရောက်သွားပြီပေါ့နော်ဒါပေမဲ့လည်းယောက်ျားလူချင်းတော့ဂျပန်မှာသွားအောင်ပေါ့အဲ့အချောင်းချက်ချင်းတစ္ဆာတောင်းတာနော်အဲ့ငါကျွန်မဂျပန်ကိုမသွားဘူးဆိုရင်တစ္ဆာပဲရမယ်နော်အဲ့လွေးတယ်ဟုတ်ကဲ့ပဲမယ်နောက်ဒီကသူနင်းနေဂျပန်ဆက်လေးလာတယ်ဆိုသူစာချက်နေရင်မိုက်ကယ် RVC ခေါ်ပွင့်ပြီးတော့စောင့်ကြည့်တာပဲသူကဂျပန်ရီယိုနေတာဒီကဘာဖြစ်နေရလဲအဲ့ဒီစပီဆာမှာအဲ့ဒါကဘာလဲရေးသေးဟုတ်ပါဒီတဲ့မှတ်ပြိုင်းအကြောင်းကိုဖတ်ပြတာ4နာရီလောက်ကြာတော့ကျွန်မစောင့်ကြည့်နေတော့ဖြစ်နိုင်ဘူးနားထောင်ရတယ်4နာရီလောက်ကြာတယ်သူဖတ်ပြအခုတော့သူ4နာရီမကြာတော့ဘူးမိုက်ကယ်လေးလာတွေကမြန်မာဘုံဖြင်းကလေးကဖြန့်ဖတ်နေတာအဲ့ဒီအချိန်မှာမြန်မာလို့ဖြုတ်ဖို့နေခက်သေးတယ်ကြာကြီးပြုတ်ရတယ်ဒီကလေးအခြား screenshot ပါပဲ VC call ကသူကမြန်မာလိုလေးလာနေရောကျွန်မမြန်မာလိုပြောရင်အဲ့တော့ပြောရင်သူစဉ်းစားနေတဲ့အချိန်ကျွန်မ screenshot တွေရိုက်ထားတာပေါ့နည်းနည်းအဲ့အချိန်ပြပြောရတယ်နော်ဟုတ်တယ်အဲ့မြန်စာပို့တတ်တယ်မြန်စာပို့တတ်တယ်သူစာပို့တာ type ပြင်တော့ရတယ်ဒါပေမဲ့စကားပြောတဲ့အချိန်တော့စောင့်ရတယ်ခက်တယ်စာဖက်တမဆောင်ရန်ရှက်တယ်မမီးဖုံးမန်ဆိုသူများတွေမိုက်ကကောင်းစာဖတ်တတ်တယ်ရေးထက်တယ်ဂျာဆိုသူများတွေ VC call ချင်းမိုက်ကရန်ရှက်တယ်သူတို့ကနားမလေးဘူးတီးတယ်တိတ်မပြောတတ်ဘူးတီးတယ်ဒါဆိုရှက်တယ်ဖုန်းမကိုင်းချင်ဘူးဒါဆိုအစားပိုင်းမှာစနေပြောတယ်မိုက်က VC call ပြီးနေကိုနေကြောက်တယ်မိုက်ကမပြုံးဘူးအရန်လိမ့်နေတဲ့ဖုန်းစံနဲ့နော်အဲ့ဒါအများကြီး ion site ပြီးပြောရတဲ့အကြောင်းနော်အဲ့လိုမျိုးဒီကဝစ်ရှောနေတာတင်နေသူရဲ့တိုက်ခံမှာဝစ်ရှောနေတာအိမ်မှာသူ့အိမ်မှာဝစ်ရှောမြေအောက်ခံမှာဝစ်ရှောနေလဲပုံပြောတယ်အလုံးလုံးနေလဲပုံပြောတယ်ကမောင်းနေလဲပုံပြောတယ်တစ်ချိန်လုံးအလုံးမှာညာတန်ခေါင်ချိန်မှာမနက်မို့လင်းအချိန်ဟိုနောက်တဲ့ကန်ဒေးမှာအင်းအိတ်ကန်ဒေးမှာပဲဒူဒူပဲ
စင်လေ screenshot အများကြီးရိုက်တယ်နော် ဟုတ်တယ်အများကြီးပဲဒါနည်းနည်းလေးအချင်းလေးပဲအချင်းချုံပြတာ ကျင်းချုံပြတယ်တရားဘာမှမဆိုင်ဘူး ရတယောက်နဲ့တယောက်တပ်ဖို့နေပို့ကြတာပေါ့ တက်ဖုန်းနဲ့ဖော်စနေတက်ဖုန်းနဲ့ဖော်တယ်ဒီမှာဘာဘူးတောင်းခံပါတယ်အများကြီးစုထားလေးရှိတယ် ရ ချော်တယ်နော် အေးချောတယ် အဲ့ဒီအချိန်မှာနည်းနည်းဖော်ဝါရယ် အေးဒါပေမဲ့ကြည့်ကောင်းတယ် handsome ပဲ so now zondo ဘာ LDRS ချစ်သူကလာ6လခွေးလောက်ပြီးတော့အပြင်းမတွေဆုံးဖို့ သူကလည်းလင်းခွေးမှာရောက်နေတဲ့အကြောင်းသတင်းပို့ကျမကလည်းကားပေါ်မှာရှိနေကားနဲ့လာနေပြီဆိုတဲ့အကြောင်းသတင်းပို့တော့တပ်ဖို့နေပို့တာပေါ့နော် ဟဲ့လေChicago လေရင်ကွင်းစင်လေခါမောင်းနေရင်တကယ်ရအဲ့နောက်တရက်နဲ့အထီဆောင်ရတယ်စင်လေနိုင်ငံနေဆက်မကူးနိုင်လို့နောက်ကြရောက်လို့ မိုးချုံလို့ နောက်တနေ့ဒီဖန်အောင်ဆောင်တော့ပြင်မာတွေဆုံးတယ်အဲ့ဒီရနေတွေကနော် တွေ့ဆုံတယ်ပထမဆုံးတွေ့ဆုံတဲ့ရက် ပထမဆုံးတွေဆုံးတဲ့ရက်ပြီးတော့လက်ထပ်တဲ့ ဟုတ်တယ် အင်းရတယ်အဲ့ဒီအချိန်ကနေခုအထိ ဒီမှာနေတယ် ဒီမှာနေတာပဲ ဒါလူတွေအားလုံးသိကျင်နေတဲ့အကြောင်းအရာလေးပေါ့နော်ဘယ်လိုစတွေ့ရလဲ Facebook ကနေစတွေ့တာပါနောက်ဆုံးတော့ထိုင်းနိုင်ငံမှာလာတွေ့ပါတယ်အခုချချနေထိုင်ပါတယ်ကျမတို့တရားဝင်လက်ထပ်ယူထားပါတယ်ရှင် ဟုတ်တယ်တတိယနေ့ပဲ အများကြီးတော့တပုံနေမရဘူးပေါ့နော်ကျမတို့လိုအပ်တဲ့နေရာမှာသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ pre-wedding ရိုက်တာတွေဘာတွေဘာမှမလုပ်ထားဘူးပေါ့နော်ကျမတို့ဒီတိုင်းရိုးရိုးဖုန်းလေးနဲ့ပဲရိုက်ပြီးတပုံနေပဲရိုက်ပါတယ်လို့ ဒီ LDRS ကာလာကတက်ဖုန်းတွေကြည်တာကျေးဇူးတင်ပါတယ်နော် bye 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 bye